Among all the warriors of the Viking Age, ဘိုင်ကင်းခေတ်ရဲ့အကြောက်ရဆုံးစစ်တီများဘိုင်ကင်းခေတ်ကစစ်တီတော်တွေအားလုံးထဲမှာအကြောက်ရဆုံးနဲ့အလျှို့ဝှက်စမ်းကြဲဆုံးသူတွေကိုပြောရမယ်ဆိုရင်ဘာစာကာလို့ခေါ်တဲ့စစ်တီတွေကိုခြံထားလို့မရပါဘူးဘာစာကာဆိုတဲ့စကားလုံးဟာရှင်းနော့စ်ဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီးဝက်ဝံအရေးခြုံထားသူလို့အတိတ်ပဲရတယ်လို့ယူဆကြပါတယ်သူတို့ဟာတာမန်စစ်တီတွေမဟုတ်ဘဲစစ်ပွဲထဲဝင်ရောက်တဲ့အခါထိန်းချုပ်လို့မရတဲ့ဒေါသစိတ်တွေနဲ့ပြည့်နှက်သွားပြီးလူမဆန်လောက်အောင်ကြမ်းတမ်းရက်ဆက်စွာတိုက်ခိုက်ကြသူတွေဖြစ်ပါတယ်သူတို့ဟာအော်ဟစ်ကြွေးကြော်ကြတယ်ဒိုင်းတွေကိုကိုက်ကြတယ်ဒဏ်ရာရနေတာကိုတော့ဂယုမဆိုင်ပဲရှေ့ဆက်တိုက်ခိုက်ကြတယ်အဲ့ဒီလောက်ထိပြင်းထန်တဲ့တိုက်ခိုက်မှုတွေကြောင့်အဲ့ဒီခေတ်ကမှတ်တမ်းတွေမှာတော့သူတို့ကိုတရိတ်ဆန်ဝိညာဉ်တွေကူးကပ်နေတယ်လို့စစ်တီတွေအဖြစ်ဖော်ပြထားပါတယ်ရှေးဟောင်းဇက်မှတ်တမ်းတွေထဲမှာလည်းဘာစာကာတွေကိုအလွန်အသေးစိတ်ဖော်ပြထားပါတယ်သူတို့ဟာတန်ချက်ကမဝေ့ကြပဲတခါတရံဝက်ဝံအရေးဒါမှမဟုတ်ဝန်ပွလွေအရေးတွေကိုသာချုံဝှက်ထားကြတယ်တိုက်ပွဲမဆက်ခင်မှာလည်းထူးဆန်းတဲ့စိတ်လှုပ်ရှားမှုအခြေအနေတစ်ခုတည်းဝင်ရောက်သွားကြပြီးခန္ဓာကိုယ်တုန်ခါလာတယ်သွားကြိတ်တယ်အော်ဟစ်ကြွေးကြော်တယ်ပြီးတာနဲ့ကိုယ့်အသက်ကိုယ်တောင်ဂယုမဆိုင်တော့ပဲရန်သူစီအပြင်းထန်ပြေးဝင်တိုက်ခိုက်ကြပါတယ်ဒီလိုအပြုတ်မှုတွေကြောင့်ရန်သူတွေမကပဲမဟာမိတ်တွေတောင်သူတို့ကိုကြောက်ရွံ့ခဲ့ကြရပါတယ်နမဲကျော်ရင်းလင်းကစာကမှတ်တမ်းထဲမှာတော့နတ်ဖျားအိုဒင်ရဲ့စစ်တွေဟာတန်ချက်ကမပါပဲဝန်ပုတွေဒါမှမဟုတ်ခွေးယူတွေလိုအယူအမှုတိုက်ခိုက်ကြတယ်လို့ရေးသားထားပါတယ်သူတို့ဟာဒိုင်းတွေကိုကိုက်ဖြတ်ကြပြီးဝက်ဝံဒါမှမဟုတ်နွားထီတွေလောက်အားကြီးကြတယ်လို့ဆိုထားပါတယ်လူတွေကိုတက်ဖြတ်နိုင်ပေမဲ့မိနဲ့လည်းမလောင်ဘူးတန်လက်နက်တွေနဲ့လည်းမထိခိုက်ဘူးလို့တောင်ဖော်ပြထားပါတယ်စိတ်ဝင်စားစရာကောင်းတာကဝက်ဝံစစ်တီတွေနဲ့ဝန်ပလွေစစ်တီတွေကိုတိကျဖော်ပြထားတာပါဒါကြောင့်သူတေတီအချို့ကသူတို့မှာဝက်ဝံကိုကိုးကွယ်တဲ့အဖွဲ့တစ်ခုဝန်ပလွေကိုကိုးကွယ်တဲ့အဖွဲ့တစ်ခုစသဖြင့်ကွဲပြားတဲ့ယုံကြည်မှုနဲ့ထုံးတမ်းစင်လာတွေရှိနိုင်တယ်လို့ယူဆကြရပါတယ်ဒါပေမဲ့ဘာသာကာတွေကိုအဲ့ဒီလိုအခြေအနေတွေရောက်စေတဲ့အကြောင်းရင်းကဘာလဲဆိုတာတော့ရာစုနှစ်ပေါင်းများစွာညှင်းခုန်နေကြဆဲဖြစ်ပါတယ်20ရာစုအတွင်းလူကြိုက်အများဆုံး theory ကတော့သူတို့ဟာစိတ်ကိုပြောင်းလဲစေနိုင်တဲ့မှုတစ်မျိုးကိုစားသုံးခဲ့ကြတယ်ဆိုတာပါအဲ့ဒီမှုကနာကျင်မှုကိုရောနှဲစေပြီးရန်လိုစိတ်ကိုမြင့်တင်ပေးနိုင်တယ်လို့ယုံကြည်ကြပါတယ်ဒါပေမဲ့ဒီ theory မှာလည်းပြဿနာတွေရှိနေပါတယ်အဲ့ဒီမှုဟာရန်လိုစိတ်တွေမကပဲမူးဝေခြင်းစိတ်ရှုပ်ထွေးခြင်းအိမ်ငိုက်ခြင်းတွေကိုလည်းဖြစ်စေနိုင်ပါတယ်အရေးကြီးဆုံးကတော့ Norse မှတ်တမ်းတွေထဲမှာအဲ့ဒီမှုကိုစားသုံးခဲ့တယ်ဆိုတဲ့အထောက်အထားမတွေ့ရသေးတာပါပဲနောက်ပိုင်း theory တွေမှာတော့အရက်အစိတ်ရှိတဲ့ဆေးဖက်ဝင်အပင်တစ်မျိုးဒါမှမဟုတ်အဖွဲ့လိုက်တချင်းရွတ်ဆိုမှုနဲ့စိတ်ပိုင်းဆိုင်ရာလှုပ်ဆောင်မှုတွေကြောင့်ဖြစ်နိုင်တယ်လို့အကြံပြုထားကြပါတယ်အကြောင်းရင်းပါပဲဖြစ်ဖြစ်ဘာသာကာတွေဟာအမှန်တကယ်ရှိခဲ့ကြတဲ့စစ်တီတွေဖြစ်ပြီးလူတိုင်းကသူတို့ကိုကြောက်ရွံ့ခဲ့ကြတာတော့သိချပါတယ်သူတို့ဟာစစ်ပွဲအတွင်းအလွန်တန်ဖိုးရှိပေမဲ့ငြင်းချမ်းတဲ့အချိန်တွေမှာတော့လူတွေမယုံကြည်တဲ့သူတွေဖြစ်လာကြပါတယ်အိုက်စလန်ရဲ့ဥပဒေမှတ်တမ်းအချို့မှာတော့ဘာသာကာတွေရဲ့ရန်လိုကြမ်းတမ်းတဲ့အပြုအမူတွေကိုတားမြစ်ထားခဲ့ပါတယ်တိုက်ပွဲမရှိတဲ့အချိန်မှာအဲ့ဒီလိုအယူမှုပြုမှုမယ်ဆိုရင်ဒဏ်ငွေချမှတ်တာနည်းနည်းတန်ပေးတာမျိုးအထိရှိခဲ့ပါတယ်တနည်းအားဖြင့်ပြောရရင်ဘာသာကာဖြစ်ခြင်းဟာစစ်ပွဲရှိတဲ့အချိန်မှာတရားဝင်တဲ့အလုပ်တစ်ခုလိုဖြစ်နေကြတာပါစစ်ပွဲပြီးဆုံးသွားတဲ့အခါသူတို့ဟာဒေါသတွေနဲ့ရက်စက်မှုတွေကိုဘေးဖယ်ထားပြီးတာမန်လူတွေလိုနေထိုင်ရမှာဖြစ်ပါတယ်ဒါပေမဲ့ရှေးဟောင်းမှတ်တမ်းတွေဖော်ပြထားသလိုသူတို့အများစုဟာအဲ့ဒီအရာကိုအောင်မြင်မလုပ်နိုင်ခဲ့ကြပါဘူးဘိုင်ကင်းစစ်တီတွေပျောက်ကွယ်သွားတဲ့ယဉ်ကျေးမှုတွေတမိုင်းတွေကလှုပ်ဝက်ဆန်းကျဲတဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ like နဲ့ follow လုပ်ထားဖို့မမေ့ပါနဲ့ bro